40ရဲ့အမှန်တရားနဲ့ယူသွချင်စရာသမိုင်းကြောင်းခမားအနေနဲ့ဒီပစ္စည်းကိုလုပ်ငန်းခွင်ထဲမှာအချိန်ပေါင်းထောင်ချီပြီးသုံးဖူးမှာပါဖြစ်နိုင်တာကတော့ဒီမနက်တင်ပဲတန်တူနဲ့တစ်ချက်လောက်ထုပြီးမှဖြန်းလိုက်သေးတယ်မဟုတ်လားဒါပေမဲ့ခမားထင်ထားတဲ့40အကြောင်းတွေအားလုံးကမှားနေပါတယ်ဒါကိုခမားတို့ရဲ့လက်သမားတစ်တာတွေထည့်ဖို့လုပ်ခဲ့တာမဟုတ်ပဲနျူကလ িয়ার ဒုံးကျည်တွေအတွက်ရည်ရွယ်ပြီးထုတ်လုပ်ခဲ့တာပါ1953ခုနှစ်ဆန်ဒီယေဂိုစန်ဒိုက်ကဓာတ်ခွဲခန်းတစ်ခုထဲမှာလူ3ယောက်ဟာဒုံးပြန်တွေတန်ကြီးမတက်အောင်တားဆီးဖို့စ조사နေခဲ့ကြပါတယ်စဉ်းစားတာကြည့်ပါပေါင်တန်းပေါင်းများစွာတန်ကြီးရှိတဲ့ဒုံးကျည်ကြီးတွေဟာလည်းခမားတို့အဖွားအိမ်ကခြံစည်းရိုးတကားလိုပဲတန်ကြီးတက်တဲ့ပြဿနာကိုရင်ဆိုင်နေရတာပါပထမအကြိမ်စမ်းသပ်တယ်မအောင်မြင်ဘူး18ကြိမ်မြောက်စမ်းသပ်တယ်အဆင်မပြေပြန်ဘူးသူတို့ဖော်မြူလာတွေအများကြီးပြောင်းသုံးကြည့်ပေမဲ့ဘာမှအလုံးမလုပ်ပါဘူး39ကြိမ်မြောက်အထိစမ်းသပ်ပြီးတဲ့အချိန်မှာဆိုရင်ကျွန်တော်သာဆိုလက်လျှော့ပြီးဘီယာဆိုင်မဲသွားလိုက်တော့မယ်ဒါပေမဲ့40ကြိမ်မြောက်မှာတော့ဖုန်းကနေဆိုပြီးအောင်မြင်သွားပါတော့တယ်အဲ့ဒါကြောင့် water displacement 40 formula ရေဓာတ်ကိုဖယ်ရှားပေးသည့်40ကြိမ်မြောက် formula ဆိုပြီးဒီ40လို့အမည်တွင်လာခဲ့တာပါသူတို့ဒါကိုဒုံးကျည်တွေပေါ်မှာစမ်းသုံးကြည့်တဲ့အခါအလွန်ကိုကောင်းမွန်လွန်းနေပါတယ်ဘလောက်တောင်ကောင်းလဲဆိုရင်စက်ယုံတွေကအလုပ်သမားတွေကဒါကိုတိတ်တဆိတ်ခိုးယူပြီးသူတို့ရဲ့ထမင်းမှုတွေထဲထည့်ပြန်ကြတဲ့အထိပါပဲတကြီးကြီးညီနေတဲ့ပတ်တာလားဖြန်းလိုက်အဆင်ပြေသွားပြီးကြက်နေတဲ့နံပါတ်ပုတ်လားဖြန်းလိုက်လုံးဝလှပသွားပြီးဒါကိုတထေးကရိပ်မိသွားပြီးစပရေးဘူးတွေထည့်ရောင်းဖို့စဉ်းစားခဲ့ပါတယ်1958ခုနှစ်မှာတော့ဆိုင်တွေပေါ်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာ NASA ကပါဒုံးပြန်တွေမှာသုံးခဲ့ကြပါတယ်ဒါကြောင့်ခမားအခုလေးတင်တန်ချေးတက်နေတဲ့ဝက်ဦးရစ်ပေါ်ကိုရွှဲနေအောင်ဖြန်းလိုက်တဲ့ပစ္စည်းဟာအာကာသရဲ့အထိရောက်ဖူးတဲ့ပစ္စည်းဖြစ်ပါတယ်ဒီပစ္စည်းထဲမှာဘာတွေပါဝင်လဲဆိုတာဘယ်သူမှမသိကြပါဘူးသူ့ရဲ့လှုပ်ဝက်ချက်ဖော်မြူလာကိုမြောက်ခန်းထဲကတစ်တာအလုံးပိတ်ထဲမှာတောခတ်သိမ်းစီထားတာပါကျွန်တော်တို့သိတာကတော့အဲ့ဒါကအရာအလုံးကိုအဆင်ပြေစေတယ်ဆိုတာပါပဲရွှေရောင်စီးမြင်းကတော့တခုခုကလှုပ်ရှားနေပြီးမလှုပ်တဲ့ပဲလှုပ်နေရင်ကေဘယ်ကျိုးကွင်း cavities သုံးပါတခုခုကမလှုပ်ရှားပဲလှုပ်တဲ့ရသားနဲ့ငြိမ်နေရင်40ကိုသုံးပါနျူကလ িয়ার ဒုံးကျည်ကနေခမားတို့ရဲ့ပစ္စည်းတိုလောင်ယုံတကားအထိဒါတွေအားလုံးဟာလူတစ်ယောက်က39ကြိမ်မြောက်မှာလက်မလျှော့ခဲ့လို့ဖြစ်လာတာပါတကယ်ကိုအံ့ဩစရာကြီးမဟုတ်လား